အားလုံးပဲမင်္ဂလာပါကျွန်တော် channel ကနေပြီးတော့ပြန်ပြီးတော့ကြိုဆိုလိုက်ပါတယ်โอเคကျွန်တော်အခုပေါ့နော်ဒီမှာကရိုက်ပြဖို့အတွက်ကဘာရှိလဲဆိုတော့အကုန်လုံးမျောလင့်နေတဲ့အတိုင်းပဲပေါ့နော်ဒီမေးခွန်းကိုဒီခေါင်းစဉ်ကိုပေါ့ကျွန်တော်ရိုက်တိုင်းလူတွေကအဲ့လိုအရင်စိတ်ဝင်စားကြရပါတော့အဲ့ဒါဘာခေါင်းစဉ်လဲဆိုတော့အဲ့လိုဒီပေါ့နော်ရီးသားဟောင်းပြန်လာမလားဆိုတဲ့ခေါင်းစဉ်ပါအဲ့တော့โอเคရီးသားဟောင်းပြန်လာမလားဆိုပြီးတော့ဒီကျွန်တော်ရဲ့ဒီပညာနာလိုက်တွေမှာလာမီးနေလူတွေအများကြီးတွေ့တယ်အဲရီးသားဟောင်းပြန်လာတဲ့ဟာနဲ့ပတ်သက်တဲ့ content တွေအများကြီးမှလည်းအဲ့လိုဝင်မေးနေရတယ်တွေ့တယ်ပေါ့နော်သူတို့ရီးသားဟောင်းကပြန်လာလားမလာလားတော့မသိဘူးအဲ့တော့ကျွန်တော်လာလားမလာလားသိရအောင်ကျွန်တော်အခုလောလောဆယ်မှာပေါ့နော်ဒီမှာ roll တွေချပြီးတော့အဲ့ဒါတွေကိုရွေးချယ်ကြည့်လိုက်ရအောင်အများကြီးတော့မရွေးခိုင်းပါဘူးဘာလို့ဆိုတော့တကယ်တမ်းဆိုရင်တော့ရီးသားဟောင်းပြန်လာနဲ့မလာနဲ့ကိစ္စနှစ်မျိုးပဲရှိရလေဒါပေမဲ့ဘလို့အခြေအနေကြောင့်ပြန်လာမယ်ဘလို့အခြေအနေကြောင့်ပြန်မလာဘူးဆိုပြီးတော့နည်းနည်းလေးပြောချင်တာလေးပြောလို့ရအောင်သုံးခုကိုရွေးခိုင်းလိုက်ပါမယ် rules 3ခုကိုရွေးခိုင်းလိုက်ပါပေါ့နော် okay ဒီမှာ rules 3ခုပေါ့နော်ဒီလိုမျိုး rules 3လေးတွေဒီမှာဒီနောက်မှာပေါ့နော်သူတက်ဆိုင်ရာဖြစ်ရှိရ rules 3လေးတွေ3ခုရှိမယ်ပေါ့နော်ဒီ3ခုတွေကနေပြီးတော့ဒီမှာ1 2 3ဆိုတဲ့ဥစ္စာပေါ့နော်ခုနပြောတဲ့ရီးစားဟောင်းပြန်လာမလားဆိုတဲ့ခေါင်းစဉ်အတွက်ဒီဘယ်လိုမျိုးပေါ့နော်ရွေးချယ်လိုက်တဲ့ပုံကိုဒီပြီးတော့အဖြေလေးတွေကအဲ့လိုနည်းနည်းလေးပြောင်းလဲသွားမယ့်ဟာမျိုးပေါ့နော်အဲ့တော့သေချာလေးအာရုံစိုက်ပြီးတော့နားထောင်ပေးပါဟုတ်ပြီအဲ့ဆိုပထမဦးဆုံးအနေနဲ့ကျွန်တော်ဘာလုပ်ရမလဲဆိုတော့အသက်ပြင်း9ခါလောက်ရှူလိုက်ပါဗီဒီယို pause လုပ်ပြီးပေါ့နော်ပြီးသွားရင်ဒီကျွန်တော်အဟောတွေကိုဆက်ကြည့်လို့ရပြီပေါ့နော်အဲ့တော့ပေါ့နော်အခုဒီမှာရှေ့မှာ rune stone 3ခုရှိနေပါပြီအဲ့ဒီ rune stone 3ခုတွေကကျွန်တော်အဖြေလေးတွေကိုကျွန်တော်တစ်ချက်ပေါ့နော်1 2 3ဆိုပြီးတော့ကိုတေချာပေါ့နော်အသက်ပြင်းရှူပြီးသွားပြီဆိုရင်ဒီ rune stone တွေကကိုလိုချင်တဲ့တစ်ခုကိုရွေးလိုက်ပါရွေးပြီးသွားရင်ဒီကျွန်တော်အခုကတော့ဒီမှာ1 2 3ဆိုပြီးတော့ခေါင်းစဉ်တက်လိုက်မယ်နော်အဲ့ဒီ1 2 3 rune stone ခုတွေကပထမဆုံးနံပါတ်1ရဲ့အဖြေကိုကျွန်တော်ပြောမယ်ပေါ့နော်โอเคအဲ့ဒါဆိုနံပါတ်1 runes ပေါ့နော်နံပါတ်1 runes ကကြတော့ရီးသားဟောင်းပြန်လာမလားလို့မေးတဲ့မေးခွန်းအတွက်ဆိုရင်ဒီမှာက tourista ဆိုတဲ့ rune ကြပါတယ်ပေါ့နော်အဲ့တော့ဒီ rune နဲ့ဆိုရင်တော့လုံးဝရီးသားဟောင်းကပြန်လာဖို့ကအစီအစဉ်မရှိဘူးလို့ပြောလို့ရပါတယ်အကဲပြန်လာခဲ့မယ်ဆိုရင်တော့မှအဲ့လိုမျိုးတားဆီးခံရတယ်တားမြစ်ခံရတယ်သူ့ဘက်ကလည်းသူ့ကိုဆွဲထားတဲ့လူတွေတားထားတဲ့လူတွေရှိရပေါ့နော်ကိုယ့်ဘက်ကလည်းကိုယ်သူနဲ့ပြန်တွဲဖို့တားမဲ့လူတွေရှိနေတာပါဘလို့ကကိုယ့်အတွက်လည်းကောင်းမဲ့ပြန်လာခဲ့တော့ကောင်းသောပြန်လာခြင်းမဟုတ်ဘူးเนาะဒါပေမဲ့ပြန်မလာဖို့ကတော့ရာခိုင်နှုန်းကတော့80ရာခိုင်နှုန်းလောက်ရှိရပေါ့နော်ဒီဟာနဲ့ဆိုရင်တော့โอเคအဲ့ဆိုနံပါတ်2 runes ကိုကျွန်တော်တစ်ချက်ကြည့်လိုက်မယ်ဘယ်လိုအခြေအနေတွေရှိလဲပေါ့နော်ကြည့်လိုက်မယ်ဒီကပိုတော့စိုးသေးတယ်ဗျာဒီကောင်ကကြတော့ပြန်လာရင်တော့မကောင်းသောလာခြင်းနဲ့မဟုတ်ကိုယ်ပြဿနာလာရှာဖို့အဲ့လိုမျိုးအာယုံလာနောက်ဖို့ပေါ့နော်အဲ့လိုပုံစံမျိုးနဲ့လာမဲ့အထိပ္ပယ်မျိုးဒီမှာတွေ့မြင်ရပါတယ်အဲ့တော့ဒီနံပါတ်2 runes အတွက်လည်းပြန်လာနိုင်ဖို့ကအခြေအနေကမရှိဘူးပေါ့နော်လာခဲ့ရင်တော့မှဒီမှာပေါ့နော်အခြေအနေကဘယ်လိုဖြစ်နေလဲဆိုပေါ့နော်ကိုနဲ့ပြဿနာပြန်တက်ပြီးတော့အဲ့လိုမျိုးနောက်ထပ်တစ်ခေါက်ကိုဖြစ်ခဲ့တဲ့အရှိမဖြစ်ခဲ့တဲ့ပုံစံတိုင်းပေါ့နော်အဲ့လိုပုံစံတိုင်းပြန်ပြီးတော့ဖြစ်တတ်တဲ့အနေအထားကိုတွေ့တယ်ပေါ့နော်အဲ့ဒီသူတို့ဖြစ်ခဲ့တဲ့ပုံစံအတိုင်းလိုက်ပြီးပြန်ဖြစ်နောက်တစ်ခေါက်ပြန်ဖြစ်တဲ့အနေအထားတစ်ခုတွေ့ရပါတယ်အဲ့တော့နံပါတ်3 runes အတွက်ကရောဆောနာလိုရောမကောင်းတဲ့နမိတ်တွေလာမလားဒါမှမဟုတ်ရင်ကောင်းတဲ့ runes ဖြစ်နေမလားဆိုတာကျွန်တော်တစ်ချက်ကြည့်လိုက်မယ်နံပါတ်3 runes ကတော့ကောင်းပါတယ်တမအခုကခီးလုံပြီးတော့သွားနေတာနည်းနည်းရှောက်သွားနေတာနည်းနည်းများသွားတယ်ပေါ့နော်ဒါပေမဲ့တကယ်တမ်းကတော့ဒီဘက်မှာသူပြန်လာမဲ့အခြေအနေတစ်ခုတွေ့တယ်သူတော်တော်ဝေးကနေပြီးတော့ပြန်လာနေရတယ်ပေါ့နော်ကိုယ်စီပြန်လာနေဆိုတဲ့အဓိပ္ပာယ်မျိုးကိုတွေ့ပါတယ်အဲ့တော့ဒီအစီအစဉ်ကိုဒီအခုပြောတဲ့ခေါင်းစဉ်နဲ့ပတ်သက်ပြီးတော့ဒီဗီဒီယိုလေးကိုကြိုက်နေတတ်ကြပါလို့မျှော်လင့်ပါတယ်ကျွန်တော် channel ကို subscribe တွေ like တွေလုပ်ခဲ့ဖို့လည်းမမေ့ပါနဲ့ဒီဗီဒီယိုပေါ့နော်စိတ်ဝင်စားရတယ်နားထောင်ရတာအဆင်ပြေတယ်ဆိုရင်ကျွန်တော် content လေးဒီဗီဒီယိုလေးကို share သွားပေးဖို့ကျွန်တော်ဘက်ကတောင်းဆိုချင်ပါတယ်အဲ့တော့အားလုံးကျေးဇူးတင်ပါတယ်မင်္ဂလာရှိသောနေ့ပါနမိတ်ကောင်းနေတည်ပါစေဗျ